ခိုင်စစ်တီတော်တွေရဲ့ဇနီးသားသမီးဆွေမျိုးများဟာမိမိတို့နဲ့သက်ဆိုင်နေတဲ့စစ်တီတော်တွေစစ်ချီပြီးပြန်လာကိုအဲ့ဒီတောင်ကုန်းပေါ်ကနေစောင့်မျှော်လေးရှိကြပါတယ်ဒါကြောင့်ဒီတောင်ကုန်းကိုမျှော်တော်မူတောင်လို့ခေါ်ကြပြီးကောဇာတက္ကရာ984ခရစ်နှစ်1612ခုနှစ်မှာမင်းခမောင်းဘုရင်ကြီးကစေတီတော်တဆူတည်ထားခဲ့ပါတယ်မြောက်ဦးခေတ်ကဆိုရင်ရခိုင်စစ်တီတော်တွေရဲ့ဆွေမျိုးဇနီးသားသမီးတွေဟာစစ်ထက်သွားတဲ့စစ်တီတွေအတွက်စစ်ပွဲမှာဘေးမတည်ရန်မခပဲအောင်ပွဲနဲ့ပြန်လာနိုင်စေကြောင်းမျှော်တော်မူစေတီတော်မှာစီမီးပန်းတွေပူဇော်ပြီးဆုတောင်းမြတ်တာပို့သမှုကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ဒီမျှော်တော်မူစေရီနဲ့ဆက်နွယ်ပြီးရခိုင်ရာဇဝင်မှာဖော်ပြထားတဲ့အလွမ်းဇလန်းလေးတစ်ပုဒ်ရှိနေပါတယ်။မျှော်တော်မူစေရီတော်ရဲ့ကုသိုလ်ရှင်ဘုရင်မင်းခမောင်းရဲ့စစ်သူကြီးတဦးဟာအနောက်ဘင်္ဂလားပြည်ကိုစစ်ချီထွက်ရပါတယ်။ကြံရစ်သူဇနီးကတော့လင်းတော်မောင်စစ်သူကြီးစစ်ချီရာကပြန်လာကိုမျှော်တော်မူစေရီဖျားမှာစီမီးပန်းတွေကပ်ပြီးစောင့်မျှော်ခဲ့ပါတယ်။စစ်သူကြီးရဲ့ဇနီးဟာအိမ်တော်ဆောင်စစ်တီတဦးကိုအဆောင်အဖြစ်လဲခေါ်သွားလေရှိတာကိုစစ်သူကြီးပြန်လာတဲ့အခါအထင်လွဲမှားပြီးဒီစေရီတော်ရဲ့အနီးမှာပဲဂူပိတ်တက်ခဲ့ပါတယ်
အဖြစ်မှန်ကိုသိလာရတဲ့စစ်သူကြီးဟာနောင်နှကြီးစွာရပြီးကူပိတ်တက်ခဲ့တဲ့နေရာအနီးမှာစေတီတော်တဆူတည်ထားခဲ့ပါတယ်။အခုချိန်မှာတော့ပြိုပြက်နေတဲ့စေတီတော်ကိုခြုံနယ်ပိတ်ပေါင်းနေကြမှာလွမ်းမောဝယ်ရာဖူးမြော်နိုင်ကြပါတယ်ရှင်။